မြတ်စွာဘုရားသည်ဇေရုံကျောင်းတော်၌တရင်သုံးနေစဉ်သာဝိထိပြေမှဒိုင်ကာတဦးသည်မြတ်စွာဘုရားနှင့်တန်ဃာတော်တို့ကိုပင်ဖိတ်၍အလူကြီးပေးသည်9 ရက်မြောက်နေ့၌စွန်ဖုံပေးပြီးနောက်သင်္ကန်းတပိတ်စာသောပရိအခရာတို့ကိုပေးလူ၏အထူးသဖြင့်ဖနက်ကိုအဓိကထား၍လူရန်သည်ဖနက်တရံလျင်အတပြတရားထိုက်တန်၏မြတ်စွာဘုရားသည်အနုဘောဒနာပြုသည်ရှိသောဒါယကာသင်ဤအလုံးစုံသောပရိအခရာအလှသည်မွန်မြတ်၏ဝမ်းမြောက်ပါလော့ဘုရားမပွတ်မီအခါကဖနက်တရံကိုပေးလူခဲ့ဘူးသောကုသိုလ်ကောင်းမှုကြောင့်သမုဒ္ဒရာအလေတမောပြရတော့စောက်တီရောင်ကိုရခဲ့ဘူးပြီဟုအတိတ်စကြောင်းကိုဟောကြားတော်မူသည်ဘာယာနဲ့သိပြီ၌ပြပဒမင်းဆိုးဆန်စဉ်သင်္ခပုံနာသည်ရှိ၏ဆန္ဒဤသရတရားရှိ၏တနေ့6သိန်းအကုန်ခံကလိုရန်သည်တနေ့တော့သူဝနာဘူမိသို့ကုံသွဲသွား၏နေ့စဉ်အလှဝတ်ကိုမပြတ်ရမှာခဲ့သည်နေမောတိတ်ချိန်၌ဖနက်ကိုစီတီကိုဆောင်းပြီးသမောစိတ်သို့ဆင်း၏ကန္ဓမာဒနာတောင်မှပစ္စေကဗုဒ္ဓတပါးကမြင်သည်သင်္ခပုံနာသည်ကုံကူးသွားရာသမုဒ္ဒရာအလေတွင်သမောပြလိမ့်မည်ယခုငါသွားလျင်ထင်းနှင့်ဖနက်ကိုလှူလိမ့်မည်ထိုအလှကြောင့်သမောနေရတော့ထောက်တီရာရလိမ့်မည်ဟုသမောစိတ်သို့နေပူကျကျထင်းနှင့်ဖနက်မပါကြွသွားလေသည်တိခပုံနာကမြင်လျင်ထင်းနှင့်ဖနက်ကိုလှူလိုက်သည်အလှကိုဝမ်းမြောက်ကြည်နူးနေ၏သမောစထွန်လေသည်သမုဒ္ဒရာအလေသို့ရောက်လျင်သမောပြလေတော်သည်သင်္ခပုံနာနှင့်အလုတ်အကျွေးပြုသူတယောက်တို့သည်လင်းရဲ၌ထိမ်မာတအားခုန်ကူး၏သီလာတကူကြောင့်ငါလိတ်တို့အနေရကင်းရှင်သဖြင့်အဖော်နှင့်အတူနေရောညပါကူးခတ်နေကြသည်9 ရက်မြောက်နေ့သည်ဥပုံနေ့ဖြစ်သည်စားငယ်ရီကိုပလုတ်ခြင်းပြီးဥပုသ်ဆောက်တည်၏သမုဒ္ဒရာဆောက်နှစ်သမီးမဏိမေခလာသည်ပင်လေရောတမောပြလျင်ရတနာသုံးပါးစိကသူသီလရှိသူမိဘကိုအလုတ်အကျွေးပြုသူတို့ကိုစောင့်ရှောက်ကေတင်ရန်တာဝန်ရှိသည်မဏိမေခလာနှစ်သမီးသည်ပင်လေရောကြည်ရှုလေသောသင်္ခပုံနာကိုမြင်လေတော့သည်အကျင့်သီလနှင့်ပြည့်စုံသူဖြစ်၏သင်္ခပုံနာသာပျက်စီးခဲ့လျင်လောကပါလနမင်းတို့ကငါကိုအပြစ်တင်စားတော်မူဟုထိတ်လန့်ပြီးနဘောဇင်တို့ကိုကင်ဆောင်လျက်သင်္ခပုံနာရှေရွန်ရှလျက်နဘောဇင်တို့ကိုကြွေးသည်သင်္ခပုံနာကငါဥပုသ်ဆောင်ထားသည်မစားလို့ဟုပြော၏အဖော်ဖြစ်သူကနတ်သမီးကိုမမြင်ရသဖြင့်သင်္ခပုံနာတော့9 ရက်မြထမင်းမစားရ၍ဂယောင်ဂရန်ပြောနေသည်ဟုထင်နေသဖြင့်နတ်သမီးနှင့်စကားပြောခြင်းဖြစ်ကြောင်းကိုပြလိုက်သည်ထို့နောက်မဏိမေခလာနတ်သမီးကသင်သည်ကောင်းမှုရှိသူလည်းဖြစ်သည်သီလရှိသူလည်းဖြစ်သည်သင်လိုသမျှတောင်းတပါငါအကုန်ဖြည့်ဆည်းပေးမည်ဟုပြော၏ထိုအခါသင်္ခပုံနာကစဉ်းစားပြီးမေးမြန်းလိုက်သည်အိုးနတ်သမီးငါမသိလို့မေးပါရစေငါသည်အမြဲတမ်းအလှကိုပေး၏ပစ္စည်းစုံလဲလှူခဲ့ဘူး၏ငါသည်သမုဒ္ဒရာတွန်း၌9 ရက်တိုင်အနေရမတွေ့ပဲနေနိုင်ခြင်းမှာအဘယ်ကုသိုလ်ဤအစိုးနီငါခွဲခြားသိလိုပါသည်သင်သိလျင်ဖြေချပါလောဟုမေး၏ထိုအခါနတ်သမီးကသမုဒ္ဒရာအတွန်းစောက်တီရာရခြင်းမှာထင်းနှင့်ဖနက်လှူခဲ့သောအကျိုးပင်ဖြစ်သည်သင်ဤကောင်းမှုအတွက်သင်လိုရာစုကိုတောင်းမှလောဟုထမှန်ပြောကြသည်လောကသင်္ခပုံနာကငါအားတိုင်းပြည်သို့အမြန်ရောက်ရန်သာပို့ဆောင်မှလောဟုဆို၏ထိုအခါမဏိမေခလာနတ်သမီးသည်ရွှေငွေရတနာအပြည့်ပါသောလှေကြီးတစ်စင်းကိုဖန်ဆင်း၍သင်္ခပုံနာအားပွေချီ၍သမောဘော်သို့တင်ပေးလိုက်သည်သင်္ခပုံနာသည်မိမိအလုအကျွေးပေါ်အားမဏိမေခလာကမကဲတင်သည်ကိုသိသဖြင့်ငါဤကောင်းမှုကုသိုလ်တို့ဤအဖို့ဘာကကိုတင့်အားအမျှပေးဝေပါ၏ဟုဆိုမှမဏိမေခလာနတ်သမီးသည်ထိုသူအားပွေပိုက်၍သမောဘော်သို့တင်ပေးလိုက်သည်သင်္ခပုံနာသည်ဗာရာဏသီသို့ပြန်ရောက်လျင်ဒါနသီလာတို့ကိုအဆက်မပြတ်ပွားများလေသည်သိလျင်နတ်ပြည်သို့လာရ၏ဇပေါင်းသောမဏိမေခလာနတ်သမီးသည်ဘလဝင်သင်္ခပုံနာသည်ငါဖျားဖြစ်လာ၏ဟုဇတ်တော်ကိုပေါင်းသည်နောက်ထပ်ဗီဒီယိုအသစ်တင်နိုင်သိအောင်ဒီ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်